ဆယ်ကာတာတခုကိုချက်ဖောက်ပြီးတော့ကျွန်တော်အိမ်ပြန်လို့ရပြီဗျအဲ့ဆိုမျိုးရရှိအလုံးရှင်းသွားပြီဝမ်းသာပါရဲ့ကွာမင်းအခုလိုတွန်းနိုင်လေငါကျေးဇူးတင်ပါတယ်ကွာဒါဆိုငါ့ကိုရှင်းစရာရှိကိစ္စရအောင်ရှင်းပြီးသွားပြီကွာဒမန်ကြီးကိုငါ့ကိုစစ်ဆေးစရာရှိတာစစ်ဆေးတာကိုပြီးရတယ်စေကာလေးကိုဖောက်ပြီးလို့ရှိရင်ငါ့အားလုံးအိမ်ပြန်လို့ရပြီအိမ်ပြန်လို့ရပြီကွာအေးဘိုးနဲ့အိမ်ပြန်လို့ရပြီโอเคဒါဆိုအားလုံးပြီးသွားပြီမို့ကွာသိပ္ပံပညာရှင်ကြီးရဲ့ကျေးဇူးတင်ပါတယ်ဗျာအခုကျွန်တော်ရဲ့မြို့ကြီးကရေလဲအားလုံးကြောက်ပါပြီဗျာကိုဆယ်ကာတာကြီးလည်းဖောက်လိုက်ပြီဆိုတော့ရေရအဲ့ထဲကိုဒလဟောစီးကြသွားပြီဆိုတော့မြို့ရဲ့ရေအားလုံးကြောက်ပါပြီဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာအခုလိုကူညီပေးတာကျွန်တော်ရဲ့အိမ်လည်းရေမြို့တဲ့ရန်ကနေကင်းဝင်းခဲ့ပြီဗျာဒါပါတယ်ကွာမြို့ကြီးကိုကောက်ဝဲဖို့ကငါ့ရဲ့တာဝန်နဲ့လည်းမကင်းဘူးလေကွာငါ့တာဝန်ပဲအဲ့တော့ငါ့ကာဝယ်ပေးရမှာပဲပေါ့ကွာခင်ငါ့ကိုခွင့်ပြုပါဦးโอเคသိပ္ပံပညာရှင်ရအောင်ပြန်သွားပြီကွာမြို့ကြီးရဲ့ရေတကယ်ကြာသွားပြီဟေးလုံးဝပျော်စရာကြီး Oh my god ကြည့်လိုက်ပါဦးကွာမြို့ကြီးကအရင်လိုပြန်ပြီးတော့တာယာသွားပြီကွာဘာဆူနာမီဘာရေကြီးရည်ဘာမုန်တိုင်းမှမရှိတော့ဘူးမကလတုံကမန်းယူလည်းရှင်းလိုက်နိုင်ပြီဆိုတော့ဟေးငါ့ရဲ့မြို့ကြီးကလုံးဝစိုးပြေတာယာသွားပြီကွာဆိုပါသေးရဲ့ကွာဒါနဲ့ငါ့ဟိုတောင်ဝန်းပေါ်ကဆယ်ကာလာကြီးကဖောက်ချလိုက်ပြီဆိုတော့အဲ့ထဲကိုရေစီးဝါးရည်တယ်ကွာမင်းတော့ရှိုးလာအောင်မယ်ဒီဆယ်ကာလာကြီးရောပြီးတော့ဟိုဘက်မြို့ပြန်ဆယ်ကာလာကြီးရောနှစ်ခုလုံးဖောက်ချလိုက်တော့ရေရအဲ့ထဲကိုစီးပြီးတော့ဝင်သွားတဲ့အချိန်မှာကာလာကြီးကိုဆယ်ကာလာကြီးကိုပြန်ပိတ်လိုက်တော့ပြီးသွားတော့ကွာစင်ပြီးသွားရင်ပြီးတော့မိုးကလည်းတော့တိတ်သွားပြီအမိုင်းလည်းမရှိတော့ဘူးဆိုတော့ဘာအသက်ဘေးမှလည်းစိုးရိမ်စရာမလိုတော့ဘူးကွာမိုက်သွားပြီကွာကဲလောစအပေါ်တက်ကြည့်ရမယ်အပေါ်တက်ကြည့်ရမယ်ဒီမှာရေအပြည့်ဖြစ်နေတော့ပြီကွာရိုးရရေရဒီကိုစီးသွားဆိုဟာဘာရှေးမှလည်းမရှိပါလားကွာဟာဘလို့ဖြစ်သွားရလဲဒီစမောင်တခုမားနေလို့ပဲတခုမားနေလို့ပဲဆယ်ကားတိုင်းဖောက်ချလိုက်တော့မြို့ထဲရရှေးရဒီကိုစီးသွားတာလေဒီမှာဘာရှေးမှလည်းမရှိတော့ဘူးတခုမားနေပြီတခုမားနေပြီဒါဆိုရှေးရဘယ်ရောက်သွားလဲကွာ Oh my god ဘာရှေးမှလည်းမရှိတော့ဘူးရှေးဘယ်ရောက်သွားလဲကွာမဟုတ်သေးဘူးနော်ဟာသူတို့သားရောမဖြစ်နိုင်ဘူးကွာမနဲ့စောစောပိုင်းရအောင်မှဒီထဲမှာရေအပြည့်ပဲဒီသိပ္ပံပညာရှင်ကြီးနဲ့ငါနဲ့ကိုယ်တိုင်ဒီစင်ကာလာကြီးကိုဖောက်ချပြီးတော့လူခဲရရေကိုဒီထဲကိုတွင်းလိုက်တာလူလုံးပြီးအခုရေရအကုန်လုံးအခုမှမရှိပြပြောင်းသွားရတယ်ခုကမှားနေပြီခုကမှားနေပြီဘာဖြစ်နေရလဲမသိဘူးဟိုးရှိမှာရခိုင်တစည်းကွာအနေနဲ့အဲ့ရခိုင်နှုံးလို့ရရလားမသိဘူးOh my god တကယ်ဘာရှိမှမရှိတော့ဘူးဟေးဒုက္ခပဲဟေးဒီမှာစိတ်ကန်းဟိုပါလေးအောင်မပုံမှန်ဆိုဒီမှာရေကြီးပဲကွာဟာဒါကြီးရောက်မှဒီမှာအပေါ်မှာတန်းတိုင်းကြံခဲ့ရောက်ရင်ဒီမှာရှိုးလောင်ဘာရေမှလည်းမရှိတော့ဘူးဒါကြီးကကောင်းနေလားမသိဘူးလဲဝင်ကြည့်ရမယ်ဟာပုံမှန်ဆိုရင်ရေဘောလုံးပေါ်နေရရခိုင်ကြီးကွာတိုးကြည့်လောက်အိုးရဒါနဲ့ငါနေပါလှည့်ဖက်ပြီးကြည့်ရမယ်ချလားโอเคလှုပ်တယ်အဆင်ပြေပေါ်တယ်မယ်ဘယ်လိုပြောရေရအကုန်ခန်းချောက်ကုန်သွားလဲကွာဖြစ်တင်တာကွာမဖြစ်တင်တာအမလီဒါကြီးအချိန်ယူရမှာတကယ်ဘာရေမှမရှိတော့ဘူးကွာဘယ်လိုဖြစ်ကုန်တာလဲခုကမားနေပြီဒီစမ်းမအောင်ကွာငါသိပ္ပံပညာရှင်ကြီးကိုဖုန်းဆက်မနဲ့တူရကွာဖုန်းဆက်လာအောင်မယ်ဖုန်းဆက်မယ်ဆိုမှဖုန်းကလာနေကွာဘာလို့လဲမသိဘူးဟယ်လိုစမိတ်လာကြည့်ပါဦးကွာကန်းချင်းကိုလာကြည့်ပါဦးကွာစမိတ်ဒါဦးထိပ်ပြောင်ပဲကွာဟုတ်ရဲ့ဦးထိပ်ပြောင်ဘာကန်းချင်းမှာဘာဖြစ်လို့ပြပြလဲကျွန်တော်လာကြည့်မလေကန်းချင်းမှာဘာဖြစ်နေလဲကျွန်တော်လည်းဦးထိပ်ပြောင်ကိုပြောစရာရှိရဲ့ဗျကျွန်တော်တို့တောင်ပေါ်ကဆယ်ကာတာကြီးမှာရေတစ်စက်မှမရှိတော့ဘူးဗျလုံးဝတစ်စက်မှမရှိတော့ဘူးဟယ်လိုထိပ်ပြောင်ဖုန်းချသွားပြီဘာအရေးကြီးကိစ္စရှိတယ်မသိဘူးတို့လည်းငါဒီကိစ္စကိုသွားပြီးတော့ပြောရမယ်ကွာဒီနေ့တိုင်ပင်ပြီးတော့ဘာဖြစ်တာလဲဆိုတာကိုငါတို့တခြားပြောပြရမယ်ပြီးတော့ကန်းကြီးမှာဘာဖြစ်တာလဲမသိဘူးနော်ဟောအရေးကြီးခေါ်နေ
ကန်းချစ်ဘက်ကပါငါတွားကြည့်ရမယ်ကွာโอเคဒီရခိုင်နေပဲဒိုးလိုက်မယ်တိုင်းတွားရင်ကြာနေအောင်မယ်ရခိုင်ရကောင်းတော့ကောင်းပါသေးရဲ့လားကွာလှုပ်တော့ရသေးရဲ့ကွာဒီနေ့မှတန်းလိုက်ရောဖြစ်အောင်ရရှိယူရမယ်ရှိရလည်းမရှိဘူးဆိုဒီခေတ်ကိုရှိလိုက်တော့မယ်โอเคအဆူရခိုင်ရဘလုံးကြီးတော့ကွာဒုက္ခပဲရောက်ရခိုင်ကတိုင်ပတ်နေတယ်တော့ပေါ့တော့ကိုပြန်ဆိုတော့ကိုပြန်ဆိုရခိုင်ကပုံမှန်ဆိုရေပေါ်ကနေပြီးတော့ချက်ပြေးပြီးတော့အချိန်ယူရမှာကွာအခုရေမရှိတော့တိုင်နေပတ်နေပြီလုံးကြမယ်ရခိုင်လာကားတော့မသိခွဲတော့ချာရဘုံကပြန်ပြီးအချိန်ယူရအောင်ပဲဟိုမှာတန်းနာကြောက်တုံးနေရှိတော့တိုင်မိပြီအနေရရရဲ့ကွာcome on အချိန်တော့နေရလာပြီရတက်ရှာပြီအရှင်ရပြီဟေးတော့ပါဟာပိုချာနေဒါနဲ့မှပိုချာနေတော့ကြပါဦးရှင်တို့ဖြည်းဖြည်းချင်းယူအောင်ပဲရောက်အိုးဒုက္ခပဲရခိုင်ရတိုင်လာပတ်နေတယ်လို့တော့ပါဟာငါအရေးကြီးသွားစရာရှိတယ်ပါဦးသိပြောင်းရတယ်ဘာပြောမှလည်းမသိဘူးအားလည်းဒီမှာသူ့ကိုပြောစရာရှိသေးရဲ့ဟာတော့ကြပါဦးဒီမှာတိုင်ဖက်နေတယ်လို့ဒီစစ်ပင်နှစ်ခုနဲ့အောင်ငါဈာရည်ဖြတ်သွားလို့မရဘူးကွာတစ်နေမှာအဲ့တော့ရောတိုင်တော့ပတ်ပြီးရောက်ရေးဒီစမ်းပါဦးကွာဒီအနောက်ကနေတွန်းကြည့်ရမယ်တွန်းပြီးတော့ငါအရှိန်ရအောင်လို့လုပ်ကြည့်ရမယ် come on ရအရှိန်ရလာပြီ come on okay အရှိန်နဲ့ငါတစ်ခါလေးတက်သွားရမယ်ကွာဘယ်ကိုတစ်ခါလေးပြတ်တက်သွားရင်ပြီးကန်းချီကိုထူကြမယ်ရပြီအရှိန်ရပြီဟဲ့Okay,အရှင်ရပြီ။တော်မောင်းပါဟဲ့။ Oh my god ရပြီအရှင်တော့ရပါပြီ။ကဲကန်းချီကိုလာခဲ့လို့ပြောရင်တော့ကန်းချီမှာဘာဖြစ်နေလဲမသိဘူး။လူကြီးကတော့အေးဆေးပါပဲကွာ။ဘာဒီမှမရှိအောင်တော့ရေကုန်ချသွားပြီ။ဒါပေမဲ့အပေါ်ဆယ်ကာတာကြီးရရှိရတစ်စက်မကြံပဲပြောက်သွားတယ်မသိဘူး။အားလေးနဲ့ထူးဆန်းနေ။ကန်းချီမှာဘာဖြစ်နေပြီလဲ။ကန်းချီမှာဘာဖြစ်နေပြီလဲ။ဟိုးရှိပါနော်။ဘာလဲဆူနာမီတော့ခုထွက်လာတာများလားဒါတော့မဖြစ်နိုင်ပါဘူးကွာဟိုသိပညာရှင်ကြီးငါနဲ့တခြားဆူနာမီလိုင်းတွေကိုတားဖို့အတွက်တပိရိုင်လောက်ထားပါရဲ့ကွာဒါဆိုရင်ပင်လယ်မှာဘာဖြစ်လို့လဲကွာကန်းချီကိုရေးကြည့်လာခိုင်းရတော့တော့တွားကြည့်လိုက်မယ်ကွာကိုရောက်ရင်တော့အကြောင်းကိစ္စသိရမှာဘာလဲတော့မသိဘူးနေစမ်းပါဦးကန်းချီကတခုမှားနေလို့ပဲကန်းချီကပြောင်ရှိရှိဖြစ်နေတခုလိုနေလို့ခံစားနေရဘာကြီးလဲမသိဘူးဘာဖြစ်နိုင်မသိဘူးနေစမ်းပါဦး Oh my god ပင်လယ်ထဲမှာဘာရေမှမရှိရဘူးကဟာပင်လယ်ထဲမှာဘာရေမှမရှိရဘူးဟေးOh my god ဟိုင်းတေးရောပါပဲဟိုင်းပင်လယ်ထဲရေခန်းလျှောက်ကုန်ပြီကွာဟိုင်းတောင်တန်းကြီးလိုဖြစ်ကုန်ပြီ Oh my god ဦးထေးပြောင်ငါ့ကိုဒါကိုလာပြရတယ်နဲ့ကွာဒါကိုခေါ်ပြတာပြောင်ရေးပင်လေခန်းချောက်သွားပြီကွာ ဟုတ်တယ်စမရေဟုတ်တယ်ငါမင်းအဲ့ဒါခေါ်ပြတာကွာရုပ်တရကန်းကြီးကပင်လေကြီးကရေတစ်စက်မှမကြံလို့ခန်းချောက်သွားတယ်ကွာဘာတွေဖြစ်နေတာလဲငါလည်းမပြောရတော့ကွာမင်းများသိမလားလို့ပြီးခဲ့ရပါရမင်းတို့ဆူနာမီလိုင်းကိုတားပြီးတော့ရေတွေကိုဆောက်တယ်လို့ငါကြားလို့ကွာမင်းများသိမလားလို့ငါခေါ်မိရ ရေစောက်တယ်ဆိုတာပင်လယ်ထဲကရေမပါဘူးလေဗျာကျွန်တော်ကမြို့ထဲမှာတက်နေတဲ့ရေတွေကိုဟိုဘက်ဆယ်ကာတာကြီးကိုဖောက်ထုတ်ပလိုက်တာအဲ့တော့အဲ့ဆယ်ကာတာကြီးရေတွေအကုန်ထမ်းချောက်သွားတယ်ဗျာအခုပင်လယ်ရေမရှိဘူးဆိုဒီလိုကြည့်ပါကွာပင်လယ်ရေမိုးကြီး my god ပင်လယ်ရေမိုးကြီးဘာတိုင်းပုံလာပြီကွာဒါဆိုရင်ဒီရေကဘယ်ရောက်သွားလဲပင်လယ်ရေဘယ်ရောက်ကုန်တာလဲကွာရေမရှိရင်အသက်ရှင်တော့မရတော့ကြဟောင်းတစ်ပြုတ်လုံးမှာရေခန်းချောက်ကုန်ပြီးတော့အခုမိုးကလည်းမကြွားတော့ဘူးဆိုတော့ရေပြီးတော့ရောအကုန်တော့မှထင်တယ်တခါရေပြီးတော့ရေကြီးတော့ဖြစ်တာမဟုတ်ဘူးကွာရေမရှိတော့ဖြစ်မှာ အားလည်းအဲ့ဒါကိုပဲစိတ်ပူနေတာကွာပြီးတော့မြို့ပြင်ကမြစ်ထဲမှာရေရှိသေးရဲ့လားအဲ့ဒါလည်းငါသိချင်နေတာကွာတကယ်လို့မြို့ပြင်ကမြစ်ထဲမှာရေရှိနေသေးရဲ့ဆိုရင်တော့တော်ရရပါကွာအဲ့ရှင်ကိုငါ့ကိုခဏတုံးနေလို့ရရဲ့ကွာငါ့ရဲ့အားလုံးကလည်းရေမရှိတော့တေးပြီးတော့ဘောလုံးပုံပုံရပြီကွာအဲ့ငါမျိုးတစ်ခုအကူကြီးတောင်းချင်တယ်
ကွာမြို့ပြင်သွားပြီးတော့မြို့ပြင်ကမြေချောင်းကြီးကိုမင်းတစ်ချက်သွားကြည့်ပေးပါလားအဲ့မြေချောင်းကြီးအစင်ပြေနေသေးရဆိုရင်တော့တော်သေးရဲ့ကွာ ဟုတ်ကဲ့ကျွန်တော်သွားကြည့်ပါမယ်ဗျဒုက္ခပဲကွာဦးကြီးပြောင်းပြောလို့ပဲမြို့ပြင်ကမြစ်ကအစင်ပြေနေတဲ့ဆိုတော့တော်သေးရဲ့ကွာမြို့ပြင်ကမြစ်ထဲမှာပါရှီမရှိရောရင်တော့အာရုံတော့ကိစ္စပြေးတာရောမဟုတ်ဘူးပြောရဲ့ပြောကပါတယ်ကွာမကလည်းငမန်းကိုနှိမ်နေလိုက်လို့များပင်လေပရင်ကြီးတစ်ခေါက်မှာတပ်ပလိုက်လို့များအမြတ်ဒေါသသိမ့်ပြီးတော့ဒီလိုချင်းစားတွေတင့်ကုန်တာလားအာဒါလည်းဖြစ်နိုင်တယ်နော်ဒီမှာနေမိုင်လေးရောင်မှပေါ်လာပြီကွာဘလုံးသေးပြီးတော့ဘောလုံးပေါ်လာပြီငါမြို့ပြင်ရပြန်သွားကြည့်မှရမယ် Oh my god သွားပြီဟာဒီမြစ်ထဲမှာလေရှေးတစ်စက်မောက်မရှိတော့ဘူးလေဟာသွားပြီဒီမြစ်ထဲမှာလေအကုန်ခန်းချောက်ကုန်ပြီကွာလက်မရောမှာဒီတိုင်းဘောလုံးပေါ်နေဟာတော့ကြပါဦးဒါဆိုရေရဘယ်ရောက်ကုန်တာလဲကွာဒီလည်းမရှိတော့ဘူးကြီးလည်းမရှိတော့ဆိုတော့မြို့ထဲသူရောမြို့ပြင်သူရောအားလုံးဒုက္ခရောက်ကုန်တော့မှာပဲကွာ အခုတင်နေဟာ အကုန်တကယ်ကိုခန်းချောက်ကုန်တာဟေးခန်းချောက်ကုန်တာမျိုးဘုမအဆုံးထိငါတစ်ချက်သွားကြည့်ရမယ်ကွာဟိုမှာဆိုင်ကသွားကြည့်ပါဦးရှင်ရောက်တကယ်မကောင်းပင်လေးနဲ့ခန်းချောက်သွားဒီမြင်ထဲမှာလည်းရေတစ်စမ်းမအောင်မရှိဘူးကွာအာရဲ့ဒီမှာဖေကလုံးဝရပြက်ကြနေနေပြက်ဖြစ်ဖြစ်ပြောက်ဒါကြီးပါပေါ်လာပြီကွာဟိုပဝေတနီရဲ့ဒီမြင်ထဲကိုပြက်ကြလာတဲ့ဒီပြန်အကောင်းကြီးကွာဒါကြီးပါအကုန်ပေါ်လာပြီဒုက္ခပဲဘာဖြစ်ကုန်ပြီလဲချင်းနေရမကောင်းတော့ချင်းနေရတကယ်မကောင်းကွာတိုင်းဆိုတော့မြို့ရဲရလူရောမြို့ပြင်ရလူရောဒုက္ခအကြီးကျယ်ရောက်ပြီကွာဒီကိစ္စကိုအဖြေရှာရမယ်ဒုက္ခပါပဲကွာဒုက္ခပဲဒါဘသူလက်ချက်လဲကွာတယောက်လက်ချက်ပဲကွာတယောက်ရဲ့ပယောကမကင်းဘူးဒါမဲ့ဘလို့လူမျိုးဟာရောပင်လယ်ထဲရရှိရောမြစ်ထဲရရှိရောစုပ်ထုတ်နိုင်ပါလေကွာဒါစွမ်းရှင်တယောက်ရဲ့လက်ချက်များလားဆုံးမရဲ့လက်ချက်လားဒါမှမဟုတ်မှော်စရာရဲ့လက်ချက်လားဘသူလက်ချက်လဲဘသူလက်ချက်ဖြစ်နိုင်မလဲခြေတံကြားရင်ဘသူလဲဟာဟိုမှာလူတယောက်ပြေးသွားရင်ဟဲ့လူခင်ဗျားဘသူလဲဗျဟဲ့လူခင်ဗျားရက်စမ်းဒီလူကြီးကစပင်းကအစိမ်းရောင်နဲ့ဂျိုကာလားမသိဘူးဂျိုကာမဟုတ်ဘူးကွာစပင်းကသူရှည်နေရဲ့ပြီးတော့ခန္ဓာကိုယ်ကဝတ်စုံကြီးကအစင်းကြားရင်လည်းကွာထောင်ထဲကနေထောင်ဖောက်ပြေးလာရလူလား